ပန်ဒူနန်နာရီဖြစ်ပေါ်လာပုံကတော့18ရာစုမှာနယ်ဒါလန်သိပ္ပံပညာရှင်ခရစ္စတီယာဟိုင်ဂင်ကစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ပန်ဒူလန်ရဲ့ရွှေ့လျားမှုဟာအချိန်မှန်ကန်တယ်ဆိုတာကိုအီတလီသိပ္ပံပညာရှင်ဂယ်လီလီယိုကအရင်ဆုံးလေ့လာတွေ့ရှိခဲ့ပါတယ်။သူကဘုရားကျောင်းမှာဆွဲထားတဲ့မီးခွက်တွေရဲ့လွှဲနှုန်းဟာမီးခွက်ရဲ့အလေးချိန်နဲ့မဆိုင်ဘဲကြိုးအရှည်ပေါ်မှာပဲမူတည်တယ်ဆိုတာကိုသတိထားမိခဲ့တာဖြစ်တယ်လို့သူပြောပြခဲ့တာကိုကျမတို့လေ့လာသိရှိရပါတယ်။ဂယ်လီလီယိုရဲ့တွေ့ရှိချက်ကိုအခြေခံပြီးဟိုင်ဂင်ကပန်ဒူလန်ကိုနာရီယန္တရားနဲ့ပေါင်းစပ်ပြီးပထမဆုံးပန်ဒူလန်နာရီကို1616ခုနှစ်မှာတီထွင်ခဲ့ပါတယ်။သူကပန်ဒူလန်ရဲ့လွှဲနှုန်းကိုထိန်းချုပ်ဖို့အတွက် Escapement Mechanism ဆိုတဲ့စနစ်ကိုအသုံးပြုခဲ့ပါတယ်။ပန်ဒူလန်နာရီတွေဟာအဲဒီခေတ်ကအခြားနာရီတွေထက်အများကြီးပိုပြီးတိကျမှန်ကန်တဲ့အတွက်သိပ္ပံပညာနဲ့နက္ခတ္တဗေဒဆိုင်ရာလေ့လာမှုတွေမှာအလွန်အရေးပါခဲ့တာပဲဖြစ်ပါတယ်